ဖွားကိုလာကြတော့ပြောသွားပုံကတော့ရန်ကုန်မြို့ကရုံကြီးတရုံမှာလက်ထောက်မန်နေဂျာလုပ်နေတယ်ငါလူများမှားသလားမပြောတယ်နားနီမှာခေါ်ကြည့်ဦးမှာမင်းကဟောင်းနေဗလာဇာဝဟောင်းနေကိုရုပ်ကောကွက်ကိုပနာပြတ်တဲ့ဝဲတဲ့လေပေါ်ပလဲခွန်နေဝဲတဲ့ဟဲ့အောင်ကျွမ်းနီဟာဖူးတော်ဝကျွမ်းနီဟဲ့ကောင်မင်းရွာမှာပြောတော့ရန်ကုန်မြို့ကရုံကြီးတရုံမှာမင်းလက်ထောက်မန်နေဂျာလုပ်နေတယ်ဆိုတူတူပြောပါမင်းအပန်ကြီးနဲ့ငါ့ကိုကျွတ်နေနဲ့မခေါ်နဲ့ရန်ကုန်ရောက်မှငါနာမည်ပြောင်းထားတယ်ဒီလိုပြောငါရက်ကွက်ထဲမှာဆိုရင်လေငါ့ကိုကျွတ်နေလို့မေးလို့ဘယ်သူမှမသိဘူးတီဟတ်တင်စိုးလို့မင်းမသိတယ်ဟာမင်းနာမည်ကတီဟတ်တင်စိုးလာပြန်ပြီတယောက်မင်းဘာဘူးနဲ့များအမျိုးတော်နေသလားမတော်ဘူးတီဟတ်တင်စိုးကဲပါမင်းရမယ်တီဟတ်တင်စိုးမကလို့တီဟဘာဟုပဲဖြစ်ဖြစ်နော်ငါကျွတ်နေပဲနှုတ်ကြိုးနေတယ်ကျွတ်နေလို့ပဲခေါ်မယ်ကွာဒါနေသမုံမင်းရန်ကုန်ရောက်တာဘယ်လောက်ကြာလဲအခုဘာလုပ်နေလဲငါ2ရက်လောက်ပဲရှိသေးတယ်လောလောဆယ်တော့ကုန်းချောင်းမရှောင်နေရတယ်ဟေး2ရက်လောက်ရန်ကုန်ရောက်တာဆိုတော့လတ်ဆက်ကြီးရှိသေးတာပဲလတ်ဆက်ကြီးရှိတဲ့လူကစွတ်ပြဲဂျိုင်းပြက်နဲ့ဖနက်ကလည်းတာယာဖနက်နဲ့ဝတ်တဲကိုတစ်ခုနဲ့ဆိုတော့နေသမုံမင်းဘယ်တော့မှကြီးပွားနေတာလဲပြောတော့တငယ်ချင်းပြောတော့ငါရွာမှာတော့ဒီလိုအခြေအနေမျိုးမဟုတ်ပါဘူးတိုးတက်လာမလားဆိုပြီးရန်ကုန်ပြောင်းလာကမှဒီလိုပုံစံနဲ့ဒီလိုပုံစံမျိုးရောက်သွားတာပဲဟေးရန်ကုန်မြေပေါ်မှာနေချင်းညာချင်း2ရက်ထဲနဲ့မွဲသွားတာမင်းတယောက်ပဲငါတွေ့ဘူးသေးတယ်နီလန်ကောင်းလေးများရှိရင်ငါ့ကိုကြွန့်ကြားခဲ့သမ်းမအောင်ဖိုးသားဝါရဲ့မနှောက်နဲ့ကွာမနှောက်နဲ့ငါအဖြစ်ပြတည်ရတောသူတောင်းသားတွေမှတ်သားနေလို့တာကောင်းပါလေကြွန့်နေရဒါနဲ့နေသမ်းမအောင်ညဘယ်တဲကောင်မှမင်းအိတ်လေမနှောက်နဲ့လို့ဆိုမှာပဲမင်းမေးပုံကြီးကကြီးကျယ်ခန္ဓာလုံးအားကြီးပါလေမင်းဘယ်တစ်ပင်ပေါ်မှာတက်အိတ်တယ်လဲလို့မင်းမေးလိုက်စမ်းပါမင်းညတစ်ပင်ကြီးတစ်ပင်ပေါ်မှာလေကြီးဒီငှက်ဒီပိုးဝက်စစ်နဲ့အတူအိတ်တန်းတက်ခဲ့ရတယ်ကွာငါဘောကတောင်မြင်မှာလွတ်နေတဲ့ခွေးရမှာငါတဲ့အသွေးမွေးပြောင်းမှထင်ပါတယ်တကယ်ချင်းကဲကွာမင်းရန်ကုန်သားတလောက်ဖြစ်ချင်နေတဲ့ကောင်ဆိုတော့ငါလည်းတတ်နိုင်တယ်လို့ပန်ဖို့ကူညီပါမယ်တကယ်ချင်းမင်းကျေးဇူးငါမမေ့ပါဘူးတကယ်ချင်းလောလောဆယ်လေအချိန်အခါမကြပဲဆင်းလာတဲ့တရားမင်းနဲ့တွေ့ရတယ်လို့ပါပဲတကယ်ချင်းမင်းကျေးဇူးငါမမေ့ဘူးအေးအဲ့ဆိုငါလည်းလိုက်ခဲ့ငါဒီပစ္စည်းလေးကိုဆိုင်သွားသွင်းလိုက်နော်ငါလည်းတွေ့ရင်မပူနဲ့ပူတယ်ကွာပြေးစမ်းဒါငါရဲ့ခေါ်နာမဲ့တကယ်ချင်းတာဝါရန်ကုန်မှာကြောတခင်းစာရောက်မလွယ်ဘူးကွာဒါတော့မှငါရဲ့လူအားကလေးကိုမနှဲချစ်ချုပ်ပြီးတော့စုဝဲထားတာကွာဟဲ့ကျောက်တော့မရှိဘူးလားဟဲ့ကျောက်တော့ဟာဟမ်တော့ဟမ်ကျွဲထူတဲ့ကျွဲဆိုးဟေးကျွေးရှင်လားငါကျွေးရှင်လားလေဟာမင်းကြည့်ရှိထားစမ်းငါမရှိဘူးလို့ပြောလိုက်ကွာဟာမင်းကျွေးရှင်အေးဟောဗျာတွေ့လိုက်ငါတရခမ်းရဖြစ်နေပါလားကွာငါကိစ္စမင်းကြည့်ရှင်လားဒီဖြားလေးကြိုက်တယ်ဖြားလေးပြောဝင်ပုံးဟဲ့ကျွဲထူတဲ့ကျွဲဆိုးဘယ်သွားနေလဲဟဲ့ကျွဲဆိုးရှိလားဟဲ့ကျွဲဆိုးညာအော်ကျွဲဆိုးအိမ်ထဲမှာကျွဲဆိုးတော့မရှိဘူးအိမ်အောက်မှာမြေကျွဲတော့ရှိတယ်ကျွဲဆိုးမေးအောင်အမေကစီပင်သားရဘယ်စီပင်သားရမှာလဲဒီအိမ်ကကျွဲနေပဲပြောင်းအကျွဲယူစားပြီးငါအကျွဲမပဲလို့ဟေးအဲ့ဒါတောင်းမလို့အော်ကျွဲနေကိုကျွဲနေပြောတာလားဟုတ်တယ်ဟိုကိုကျွဲနေဈေးရောက်ထွက်သွားလေမှားစရာရှိလားကျွန်တော်ကိုမှားခဲ့မှားတယ်ကတော့တခြားမရှိပါဘူးငါပဲပြောင်းအကျွဲလိုချင်လို့လာတောင်းတာပဲပြောင်းကျွဲတောင်းမလို့ဟဲ့ပဲပြောင်းကျွဲတောင်းမလို့ပဲပြောင်းကျွဲအေးမကြည့်ပါဘူးတော်တော်ရဲ့ဒီမှာတဲကိုကလေးကလည်းအားနာပါအောင်အမေလေတန်နဲ့လေဒီမှာတဲခေါင်လန်သွားပါအောင်မယ်ဗျာကဲဘယ်လောက်တုံး36ကျန်းနဲ့2ကျန်းမှတင်းနဲ့ငါမူဟဲ့ငါမူဘယ်လိုပြန်ပြောစမ်းပါဦးဗျာကျွန်တော်နားမရှင်းလို့ပြန်ပြောစမ်းပါ36ကျပ်ကအရင်လကယူတဲ့ကျွဲဟောင်း2ကျန်းမှတင်းကအခုလာသားမှယူတဲ့ကျွဲသစ်ငါမူကလတ်တဒီနေ့ကြာနဲ့ကျွဲအဲ့ဒါတွေအားလုံးစမယ်ဆိုလို့ငါလာခဲ့တာဟဲ့ဒီလိုဆိုရင်လေဟိုညနေကြမှာတစ်ခေါက်ပြန်လှည့်လာခဲ့ပါလားဗျာနှုတ်မင်းကစမယ်ဆိုအဲ့လိုများတော့လေကျွန်တော်ကဘယ်တက်နိုင်မှာလဲလို့ညနေလာတော့ရမှာမို့လို့လားဒါတော့လေကာမတကာပေါ့ဗျာဘာပြောတယ်ဘာရတယ်လေဟုတ်တယ်လीကျွန်တော်ကရမယ်မရဘူးဘယ်လိုလုပ်ပြီးတော့အတက်ပြောနိုင်မှာလဲတော်တော်ရဲ့ဒါကာယကရှင်ကြသိမှာပေါ့ငါတော့မထင်ပါဘူးဒီအကောင်ကအရှောင်းအတိုင်းသိကောင်းတဲ့အကောင်ဒီတစ်ခါမရှောင်စေရပါဘူးတော်တော်ရဲ့ကျွန်တော်တာဝန်ယူပါတယ်ဒါနဲ့ဟိုဘသူလာတယ်လို့ပြောလိုက်ရမလဲကျေးဇူးရှင်ဒေါ်ပြူးလာတယ်လို့ပြောလိုက်သူသိတယ်ဒေါ်ပြူးနော်ဟုတ်တယ်ငါလည်းပြူးနေပြီလို့ပဲဟေးမေ့နေရင်ဒီအကောင်ကဘာများပတ်ပြင်းနေမလားမသိဘူးစိတ်နဲ့ငါနဲ့လေ90%လောက်ညစ်နေပါပြီဟဲ့ကဲဘယ်ကောင်ကြောင့်ပင်းပေးသားဗျာပင်းပေးသားပါလို့မောင်လေးပင်းပေးသားမှာကွယ်အေးဟုတ်ပြီဟဲ့တောင်းကြ
ကြံသေးတယ်လေဒီတော့မလေးမင်းနာတာအเจ้าမဟုတ်ဘူးတော့ကြောက်တယ်ဝင်ကြိုးများသွားတာကြည့်သားမအောင်မလေးဒုက္ခပဲတင်းကဲသွားမယ်နော်ပြောပြအောင်ပြောလိုက် တော်ပြူနော်တော်ပါသေးကွာခါတိုင်းဆိုရင်ငါ နောက်ဒီဘွားရမင်းအတန်းကြောင့်ဖားသိနော်သူကသူစကားပြောနေအမောဆိုသေးသွားရင်အဲ့ဒါမင်းတရားခံဖြေအောင်မယ်မင်းကျွေးရဘယ်တော့ရှိလို့ ကျွေးရဒီတကျွေးတဲ့မဟုတ်ဘူးကွာမထတာလိုင်းပေါင်းစုံတာငါကျွေးပေါင်းစုံနေတာကဲမင်းလည်းရောက်ခီးရောက်မဆိုင်ငါကိစ္စရှင်းနေရတယ်တော်တော်ပင်မသွားပြီ ဒီပေါင်းမင်းကနောက်တော့ရှင်းစရာဘာကြီးသေးလဲ ဒီတစ်ခုပဲရှိပါတော့ကွာကဲမင်းဘာလုပ်ရင်ကောင်းမယ်ဆိုတော့စဉ်းစားကြအောင်လို့ကွာလာ လေမယ်တကယ်လားမေ တကယ်ပါ အေးပြောပြကြီးပါပြောပြကြီး အေးမင်းအဲ့မှာအဝတ်စားကြီးအကုန်ထည့်ခဲ့ အကိုဟာဖေးရတယ်လူတွေကောင်းပါလေဆိုတော့ဘာလို့ဝေကအကုန်ထိခဲ့ရ မင်းကလည်းပဲဟိုကျန်ဓာတ်ပုံတွေပါရရမယ်လေကွာမင်းရေးတွေပါမကူဘူးလားမင်း အော်ယူနီမိုက်ကူရမယ် အေးလေ ဟာဒါမှဓာတ်ပုံလေးရအောင်မယ်အေးဟုတ်တာပဲတေးကမဲ တစ်ထဲမှမကြောင်ထည့်ခဲ့ စိတ်ချပါဖေးရလက်ခံမင်းနဲ့တော့ဖေးကြီးလက်ခံမင်းနဲ့တော့ဖေးကြီးလက်ခံမင်းနဲ့တော့ဖေးကြီး ရှင်ဖေဟာဖရာတပည့်တော်ကြီးယခုလှုပ်ရက်သည်လူသားတယောက်အနေနဲ့မလှုပ်ရမပြုတ်အပ်လူမဆန်သည့်လှုပ်ရက်ဖြစ်ပါကဖရာတပည့်တော်ကိုတနာခွင့်လွတ်တော်မူပါဖရာတောက်တဲ့ဒုက္ခရောက်စီခြင်းတဲ့စိတ်ဆန္ဒတပည့်တော်မှာလုံးဝမရှိပါဖရာတပည့်တော်နဲ့အတူနေရင်အစာဆင်းရင်အနေဆင်းရင်ဖြစ်နေမှာစိုးလို့ယခုလိုပြုရခြင်းဖြစ်ပါတယ်ဖေဟာတပည့်တော်ကိုခွင့်လွှတ်တော်မူပါဖေဟာခွင့်လွှတ်တော်မူပါဖေဟာ
ကျေးဇူးရှင်ကျေးဇူးရှင်လေး ဟာဟေးဟာဖေးသွားနေရလေဖေးရာကားကိတ်လဲစုံဖေးကိုရှာလို့လည်းမတွေ့တော့ဘူးတော်သေးတာဗောဖေးရာကားငားလာပြီ ဟဲဒီကားကိုမင်းငှားလာတာ ဟုတ်တယ်လေတငင်အောင်ချမ်းသာတစ်လန်းလို့ပြောပြီးငားလာတယ်ဖေးကားကပြီလား နောင်ကြီးကဒီကလေးရဲ့ ဟုတ်ဟုတ်တယ်ဆိုရင်လည်းကားကရှင်းပါဒီကလေးကအိမ်ရောက်တာနဲ့သူ့ဖေးချက်ချင်းပေးမယ်ဆိုပြီးတော့2005လာခဲ့ဆိုဦးကျုပ်ဆောက်တာ3နိုင်ရှိသွားပြီစောက်ဆိုင်ကတနိုင်2တော်ဆိုတော့3နိုင်ဆို6000ပေါင်း8000ရှိသွားပြီ 8000ခင်ဗျမများဘူးလားဗျာ ဟာများတယ်မလုံးနဲ့လေခင်ဗျားတော့ကလေးဆိုပြီးချုပ်ကပို့တောင်းတာမဟုတ်ဘူးဒါပုံမှန်ဒီခေတ်စီစဉ်နဲ့ပုံမှန်ပေါ့စီပေးပြ ကျွန်တော်တော့မျက်စိနောက်အောင်တော့မလုပ်ပါနဲ့ဗျာကျွန်တော်ပေးပါမယ်မရှိတာရှာကြမ်းပြီးတော့ကျွန်တော်ပေးပါမယ်ဗျာပေး လုံး8000ကျွန်တော်ရှာကြမ်းကျွန်တော်မျက်စိနောက်အောင်တော့မလုပ်နဲ့1 2 3 4 5 6 9ဟုတ်ပြီခုနကဒီမှာဒါပဲရှိတယ်ဗျာနော်အဲ့ဒါလေးနဲ့ပဲချင်းတတ်ပါဗျာရော့ချင်းတတ်ပါအဲ့ဒါလေးနော်အဲ့ဒါချင်းတတ်ပါ 8000လေပတ်စံလိုတယ် ဒီမှာဒီအကုသိုလ်ကောင်လေးပေးတဲ့ဒုက္ခကိုလေခမည်းနဲ့ကျွန်တော်နဲ့ညှဝေးပြီးတော့ခံစားတယ်လို့သဘောထားပါဗျာနော် ဟဲ့ကျုပ်ရှာတာပတ်စံများဒုက္ခမဟုတ်ဘူးဒုက္ခနဲ့ဒုက္ခကိုဒါညဝေခံစားခဲ့ငါအဝဒီနေ့အခုဆိုတက်ပါ အဲ့ဒါကျေးဇူးရှင်လာဆရာမောင်းတော့ပါဗျာနော်ကပ်ပါပါဆရာမောင်းပါဒီကောင်တော်တော်ဒုက္ခပေးတဲ့ကောင်ငါ့ကိုဘယ်ထိအောင်များထပ်ပြီးတော့ဒုက္ခပေးဦးမှမသိ ကျုပ်တို့တောသူတောင်သားတွေကဧည့်သည်ကိုခင်တတ်ပါတယ်စားဟုတ်ကဲ့အားရပါရသုံးကောင်ရနော်ဟုတ်တော်တော်ငတ်နေတဲ့နဲ့တူတယ် ဗျာ ဘာစုပါမတော်ဘူးရောဟာတော့စုပါဒုက္ခလာဝင်ပြီအခုတို့စဝင်ပြီ ဟုတ်ပြီမမလေးနဲ့ပြီးရဲ့ ဘာဖြစ်လို့မမနေနေ ကိုတော့ရမြေပန်းနဲ့ပြီးလား မင်းကိုကြိုးရမြေပဲနဲ့ညီလိုက်ပါလေငါမသိဘူးခါမှမြေပဲနဲ့မသိဘူးငါလည်းမမှန်သေးပဲကို ဟေးနိုင်မတော့နဲ့နော်အစိုးရရှော့မယ် တို့ငါအစောကြီးချောချောမင်းဘူးပါလား ဟာဘယ်လိုအစိုးရမရှော့ခံနိုင်မှာဒါအခုမှတွေ့ရတယ် ဒီတော့တောက်တယ်လို့ကောင်မင်းတော့အဖေဖေလို့ပဲခဏခဏခေါ်နေပြီ ဟာကိုပဲပဲရာကောင်းပါမမအောင်ခွဖေးဖေးအောင်မကြားချင်ဘူးမကြားချင်ဘူး 跳，好了，我没， ဟုတ်လေအဖေးညာတို့အဲ့လို 没呢，我要没呢，啊，这龙俺爹我一个来要，哦，你要没步，看你要没步要，哎，你要没去了，我旅游过来弄的， အားကဘာမှရမှာ 没我一千年一个要，你要你一千年多，我没一千年多。အဖေးကြီးနဲ့ဒါဒီလိုမအိပ်ရရင်ဒီလိုအိပ် 啊！ အေးရဲ့ဟိုချီတော့တော်တော်ညစ်ပတ်တဲ့အဖေးကြီးပဲအေးရမယ်မကောင်းအောင်
吧，还别乱嘛，俺帮你讲。 ရောရောရော 我嘛，还没过的吧。我应该那不对吧？妈妈也在这里，别屋那个拍照，不离照，男们娘妈妈，是吧？这就一都弄开妈妈，好要耶，一家过的抢妈妈。 အဲ့ဒါကြီးတစ်ခုမှမရှိဘူး ဟင်အဲ့ဒါတခုမှမရှိဘူးဟာကျဘာချီရဲ့မမ ပြောဥပါပဲရှိတယ် ဟွန်းဒီမကြောဘူးကဗတ်အဒီ ဟုတ်ကြီးအရေးရင်မင်းကကြီးရများပြီဒါမင်းမဟုတ်ဘူးရှိတာစားနိုင်နေငတ်မှာ မမဟိုတတကိုလေကော်ဖီတစ်ခွက်ချော်ပေးပါအောင်ကြ မင်းတော်တော်ရှာရှိပါလားအချိန်မရှိဘူးမွေးငါပဲစားပြင်ရင်လည်းတော့ ဟာဦးကလေတတကလေဘုံကြပြီးကော်ဖီတောင်းနေကြ